ဟုတ်ပြီလားစိတ်ပါဝင်စားမှုကတော့ရှိရရှိပါတယ်ဗျဟုတ်ပြီနော် ဟုတ်ကဲ့အော်ဘာမှမဖြစ်တွေးမပူသေးလို့တွေးမပူနည်းနည်းတော့နာနော်နာပြီဟုတ်ပြီလားဟုတ်ငါလောက်တော့ကြည့်မျက်စိနာဖွင့်နာနားစွန့်နာမျက်စိဖွင့်နာဟုတ်ပြီနော်တားမယ်တူနှစ်ချောင်းလုံးကွေးမယ်ကြောက်စုနည်းနည်းလေးစုโอเคဟဲ့မျက်နှာမှာထက်လာသမီးသားပြီလားသင်္ကန်းစာတစ်တက်မယ်ညာတစ်တက်မယ်မြင်လေတွင်းပူနေရဒီလောကတွင်းပူနေရလောက်ရလောက်လဲသွားဒီနေ့ကတော့ဒီလောက်နော်လာဝဲလာဒီလောက်ဟုတ်နော်နောက်နေ့တွေကြားတော့မှဟုတ်ကဲ့သင်္ကန်းစာအစ်တွေပညာအစ်တွေဟုတ်ကဲ့မျက်စိပါဖြစ်ရမယ်ပြင်ထားပါနောက်ကိုဆွင့်ထားနောက်ဆွင့်ထားပညာဆိုတာယူတဲ့ရပါတယ်မလွယ်ဘူးခက်ခဲတဲ့နည်းနည်းတဲ့ဟုတ်လားဒီပညာကသင်နေရနော်အဲ့ဖြစ်စေချင်ဟုတ်ပြီလားဟုတ်ကဲဒီနေ့တော့ဒီလောက်နော်ကျွန်တော်ဟုတ်ကဲ့ရငါလည်းသူ့မဟောဘူးနော်ရပါနောက်နေ့ကြာရင်သင်္ကန်းစာဖြစ်ဟောတိုင်းမှတ်ထားရနော်ဟုတ်ပါပါအဲ့ဒီပြန်သားရမှာရပြီအဲ့ဒီလိုတွေးပူနေရမှာမင်းရလေလောက်နေပြန်ပြီငါစိတ်ရပါငါထိုးခိုင်းထိုးဘယ်ဒါလေရလေချက်ပါတယ်နော်ကြာဒါပဲလေဒီပညာစုံနေပြီဆိုတာအဲ့ဒါကိုပြောတာဒီလိုနော်ကြာနော်ဒါပဲလေမတက်ဆောင်လာရင်ဒီလိုတော့ထားလိုက်ရင်မထိဘူးဘာလုပ်လဲဟုတ်ကြာအဲ့ဒါကျွန်တော်တင်နှန်းဆင်းလို့ရပြီတင်နှန်းဆင်းလို့ရပြီတားတက်သွားရင်တော့တားတက်သွားပြီဟုတ်ပြန်အဲ့ချင်းရပြီအဲ့ရအဖြစ်လေဘယ်လိုရှိနားဆုံးတားလေဆွဲပြီဟာမလုံးနဲ့သေလိုက်မယ်ဟာဒီစားရကွာအလိနဲ့ပညာနဲ့ဆွဲကတ်နေတာကြီးစားလက်တောင်မရဘူးလက်တောင်မရဘူးဒီစားပါပြီဒီကငါလက်ကွာစမ်းကြည့်လိုက်မယ်ဆွဲပါရပညာဆုံးနဲ့ဆိုတော့ပညာဆုံးတာစမ်းကြည့်လိုက်မယ်တိုက်သွားပြီကွာဟာရမိုက်တယ်သေလိုက်မယ်တောင်းတားတယ်လောက်ပါညဘလို့ပြရလဲကွာမင်းရတယ်ဆိုတော့မင်းဆိုရကန်မယ်ပြောပါလားလို့ဟုတ်လေကွာတာမယ်ဆိုပြောတော့ကာမယ်ဆိုမင်းလက်တစ်ချောင်းနဲ့တိုးခိုင်းတာတစ်ချောင်းနဲ့တိုးလာလို့ကမ်းပါလေကမ်းပါပြီလုံးကွာမင်းဒီတိုင်းထိုးခိုင်းမင်းနှလုံးကမ်းပါဆိုလို့ငါတစ်ချောင်းနဲ့ထိုးရလေကွာတစ်ချောင်းနဲ့ထိုးပါငါဒီလိုကမ်းပါဘူးဟိုတစ်ချောင်းနဲ့ထိုးတော့ကမ်းတာဒုက္ခပဲကွာလုံးမင်းနှစ်ပတ်လုံးကမ်းပါဆိုလို့ငါဒီတိုင်းလေးတနာလို့ထိုးတာပါကွာတကယ်တည်းမငိုပါနဲ့ရောက်လာကဲပါလား